2021ဖေဖော်ဝါရီမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်တော်လှန်တဲ့လူဒန်းစားပေါင်းစုံက Federal Democracy ပြည်ထောင်စုတစ်ကိုတည်ထောင်ရမယ်ဆိုတဲ့အတွေးခေါ်တွေလူထုကြားမှာကြဲကြဲပြန့်ပြန့်စိတ်ဝင်ပြန့်နှံ့လာခဲ့ပါတယ်။နိုင်ငံရေးလမ်းပြမြေပုံလို့ခေါ်ဆိုကြတဲ့ Federal Democracy ပြည်ညင် Federal Democracy ပြည်ထောင်စုကြီးညာစာတမ်းမှာပဲစစ်အာဏာရှင်စနစ်အပါအဝင်အာဏာရှင်စနစ်မှန်သမျှပပျောက်ရေး2008ဖွဲ့စည်းပုံအခြေခံဥပဒေအပြည့်အစုံဖြတ်သိမ်းရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအယက်သားပြည်သူအစိုးရပေါ်ထွန်းရေးဆိုတဲ့နိုင်ငံရေးမျှော်ရည်ချက်တွေပေါ်ပေါက်လာခဲ့ပါတယ်။လွတ်လပ်ရေးရပြီးတဲ့အချိန်ကစလို့လွတ်လပ်ရေးနဲ့တူပေါ်ပေါက်လာတဲ့1949ဖွဲ့စည်းပုံဟာပုံတရံအနေနဲ့ Federal ပုံစံဖြစ်ပေမဲ့လည်းအနှစ်သာရပိုင်းအရတပြည်ထောင်ပုံစံဖြစ်ခဲ့ပါတယ်။ဒါအပြင်1984နဲ့2008ဖွဲ့စည်းပုံတွေဟာလည်းစစ်တပ်ကရေးဆွဲခဲ့ပြီးမြန်မာပြည်ကိုစစ်တပ်အနေနဲ့ရာသက်ပံစုမိုးချေလည်နိုင်ရေးစိတ်ကြိုက်ရေးဆွဲခဲ့ကြတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဖြစ်ပါတယ်။ဒါကြောင့်မြန်မာပြည်ဟာဖွဲ့စည်းပုံဆိုင်ရာထောင်ချောက်ကြီးနဲ့စစ်တပ်ရဲ့ပိတ်ဆို့တာကိုဆယ်စုနှစ်ပေါင်းများစွာခံစားရပြီးလက်ရှိအချိန်ထိလည်းရင်ဆိုင်နေရဆဲဖြစ်ပါတယ်။အာဏာသိမ်း2နှစ်ကျော်လာချိန်မှာတော့ဗမာလူမျိုးအများစုနေထိုင်ကြတဲ့တိုင်းဒေသကြီးတွေမှာတော့ကိုယ့်ကျမကိုဖန်တီးရေးဆိုတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်တွေကိုရရှိရေးစတင်လုပ်ကင်လာကြပါတယ်။ဒါကြောင့်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာပြည်내 ဖက်ဒရယ်ယူနစ်အားကောင်းရေးကိုရှေ့ရှုတဲ့ပြည်내 ဖက်ဒရယ်ယူနစ်အားကောင်းရေးကသစဉ်ပြည်ထောင်စုအားကောင်းရေး Border Federalism ချက်ကပ်မှုနဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်ကြမယ်လို့အတီးတီးထုတ်ပြောလာကြပါတယ်။ခေတ်ဆက်ဆက်ဗဟိုကအာဏာသုံးရက်ကိုတူတယ်ဒါမှမဟုတ်တစုတစ်ပွဲတွေကချုပ်ကင်တဲ့ပုံစံမျိုးကိုမလိုချင်ကြတော့ပဲအောက်ခြေကနေဗဟိုစီကိုအာဏာသုံးရက်စုဆောင်တဲ့ Border Federalism ပုံစံကိုချင့်ကပ်လာခဲ့ကြပါတယ်။မြို့သားညီညွတ်ရေးအစိုးရကတိုင်းဒေသကြီးတွေကို Border Federalism ကိုအခြေခံပြီးသက်ဆိုင်ရာတိုင်းဒေသကြီးတွေမှာ unit ဥပဒေတွေပေါ်ထွက်လာရေးနဲ့ unit အစိုးရတွေပေါ်ပေါက်လာရေးကိုဆောင်ရွက်နေပါတယ်။2025ခုနှစ်ဒီဇင်ဘာလအထိစကိုင်း၊မကွေး၊မန္တလေးနဲ့ရန်ကုန်တိုင်းတွေမှာသက်ဆိုင်ရာ unit ဥပဒေနဲ့အစီအမံတွေကို unit လွှတ်တော်တွေကနေအတီးတီးပြဋ္ဌာန်းခဲ့ကြပါတယ်။စကိုင်း Federal Unit ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကို2025ခုနှစ်ဇွန်လ25ရက်မကွေး Federal Unit ဂျာကာလာအစီအမံဆိုင်ရာဥပဒေကို2025ခုနှစ်နိုဝင်ဘာလ9ရက်ရန်ကုန် Federal Unit ဂျာကာလာအစီအမံဥပဒေကို2025ခုနှစ်နိုဝင်ဘာ9ရက်နဲ့မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံကိုစက်တင်ဘာ16ရက်တွေမှာအတီးတီးပြဋ္ဌာန်းခဲ့ကြပါတယ်။အဲ့ဒီတဲကဒီဇင်ဘာ23ရက်မှာဖွဲ့စည်းခဲ့တဲ့စကိုင်း Federal Unit ဂျာကာလာအစိုးရတည်းရဲ့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့လေ့လာသွားမှာဖြစ်ပါတယ်။စကိုင်း unit အစိုးရဖွဲ့လိုက်တာဟာပြည်내 ယူနစ်တွေအသီးသီးပေါ်ပေါက်လာရေးအတွက်တက်လှမ်းလိုက်တယ်လို့ဖက်ဒရယ်နဲ့စတင်ထိတွေ့ခွင့်ပေးလိုက်တာလည်းဖြစ်တယ်လို့အကြံတဘောယူဆနိုင်ပါတယ်။ဒါပေမဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ဖို့စကိုင်း Federal Unit ဂျာကာလာအစိုးရဖွဲ့စည်းလိုက်ခြင်းဟာ Border Federalism နဲ့ကန့်ညီမှုရှိမရှိကိုတော့အခုဆောင်းပါးကလေ့လာဆန်းစစ်သွားမှာဖြစ်ပါတယ်။ Border Federalism ဆိုတာဘာလဲ။ Border Federalism ဆိုတာပြည်내တွေစုပေါင်းပြီးပြည်ထောင်စုကိုတိဆောက်ကြတဲ့ Coming Together Federalism ကိုဆိုလိုတာဖြစ်ပြီးဗဟိုကနေအောက်ခြေပြည်내တွေကိုအာဏာခွဲဝေပေးတဲ့ Holding Together Federalism နဲ့ဆန့်ကျင်ဘက်သဘောဆောင်ပါတယ်။လွယ်ဦးတော်လိုင်းအင်အားစုတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Border Federalism ဆိုတာပြည်내 ယူနစ်အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေးစီကိုဦးတည်တိဆောက်တာဖြစ်ပါတယ်။အဲ့ဒီစနစ်မှာပြည်ထောင်စုအစိုးရကိုဖွဲ့စည်းဖို့အတွက်နိုင်ငံသားတဦးချင်းစီရဲ့ဆန္ဒမဲနဲ့တိုက်ရိုက်ရွေးချယ်တာမဟုတ်ဘဲအောက်ခြေပြည်내တွေကကိုစားပြုစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေနဲ့သာဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးမိုင်နယ်တွေကိုဖွဲ့စည်းရတာဖြစ်ပါတယ်။ဒါကြောင့်ဘိုးအစိုးရမပေါ်ပေါက်မီကတည်းကအောက်ခြေမှာဒေသခံတိုင်းရင်းသားဘောင်းစုံကသက်ဆိုင်ရာပြည်내ယူနစ်အလိုက်ယုံကြည်လေးစားထိုက်သူတွေနဲ့ဖွဲ့စည်းထားတဲ့အားကောင်းခိုင်မာတဲ့ပြည်내အစိုးရတွေနဲ့ပြည်내ဥပဒေတွေဥစွာလိုအပ်ပါတယ်။တိကျလွတ်လပ်တဲ့ပြည်내တွေကမိမိတို့စံတအလျောက်စုပေါင်းတည်ထောင်ကြတဲ့ Coming Together ပုံစံမှာပြည်내အလုံးတန်းတူခွင့်ရေးရရှိမှသာပေါင်းစည်းလိုကြတဲ့သဘောတဘာဝကြောင့်အမေရိကန်ပြည်ထောင်စုလိုအချိုးညီဖက်ဒရယ်ဆမ်မထွတ်ဖြစ်လေရှိသဖြင့်ပြည်ထောင်စုမပြုတ်ကွဲအောင်ထိန်းသိမ်းရတဲ့ Holding Together ပုံစံမှာတော့မကျေနပ်ချက်များပြားတဲ့ဒေသတွေကိုအထူးအခွင့်အရေးပေးဆွဲဆောင်ရလေရှိပြီးတော့အေရီးယားနိုင်ငံလိုအချိုးညီဖက်ဒရယ်အဆမ်မထွတ်ဖြစ်လေရှိပါတယ်။ဒါပေမဲ့ဒီသဘောတရားတွေကပုံတင်မဟုတ်ပဲမလေးရှားနိုင်ငံလို Coming Together ဖြစ်ပေမဲ့လည်းအချိုးမညီတဲ့ပုံစံတွေရှိနိုင်ပါတယ်။လက်တွေ့ဥပမာအနေနဲ့စကိုင်း Federal Unit ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာကြည့်ရင်အောက်ခြေပြည်내ယူနစ်ကနေ
စူးစီးတိဆောက်ထားတဲ့ပုံက bottom up သဘောဆောင်ပေမဲ့လည်းစကိုင်း Federal Unit ဂျာကာလာပွဲစည်းပုံအာဏာခွဲဝေရေးမှာတော့နာဂဒေသကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ထူးခွင့်ရေးပေးထားတာကအချိုးမနီ Federal Asymmetric ပုံစံကိုကျင့်သုံးထားကြောင်းတွေ့ရှိရပါတယ်။ဒေါ်လာရေးကာလ Bottom up Federalism ဖြစ်ပေါ်လာပေါ် Bottom up Federalism ဆိုတဲ့ယူဆကြဲကြဲလောင်လောင်မထွက်ခင်ကတည်းက KNU ပြည်နယ်ဟာပြည်နယ်အားကောင်းကြီးကိုရှေ့ရှုတဲ့လှုပ်ဆောင်ချက်တွေကိုအခုနွေဦးဒေါ်လာရေးကာလမှာပထမဆုံးပုံဆောင်တဲ့ပြည်နယ်ဖြစ်ပါတယ်။ KNU ပြည်တိုင်ပင်ခံကောင်စီ KSCC ကိုအမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ဖွဲ့စည်းပြီးတလခန့်အကြာ2021 AB 9 ရက်မှာဖွဲ့စည်းခဲ့ပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ကို AB 16 ရက်မှာဖွဲ့စည်းခဲ့ပြီး KSCC ဟာ NUG တဲ့တပတ်ဆိုပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ KSCC မှာအစုဖွဲ့ကြီး၅ခုဖြစ်တဲ့ KNU ပြည်နယ်အတွင်းကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအစုအဖွဲ့တွေနိုင်ငံရေးပါတီကိုစားပြုအစုအဖွဲ့ KNU ပြည်နယ်ဥပဒေပြုရေးကော်မတီဝင်များအစုအဖွဲ့လူငယ်အင်အားစုများရက်ဖက်အဖွဲ့အစည်းများလူထုတပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများအစုအဖွဲ့မျိုးသမီးကိုစားပြုအစုအဖွဲ့တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ KNU ပြည်တိုင်ပင်ခံကောင်စီဟာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဆဲတော်လှန်ရေးကာလဖြစ်တဲ့ဂျာကာလာအတွင်းပြည်နယ်ရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍမှာအမြင့်ဆုံးဖြစ်တယ်လို့ KNU ပြည်နယ်ရဲ့ဂျာကာလာအစီအမံမှာပြဋ္ဌာန်းထားပါတယ်။ပြည်နယ်ရဲ့နိုင်ငံရေးဥဆောင်ကဏ္ဍအမြင့်ဆုံးမှာတည်ရှိတဲ့အတိုင်ပင်ခံကောင်စီဟာအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးစတဲ့ပြည်နယ်ရဲ့အာဏာကြီး၃ရပ်ကိုဥဆောင်ဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် KNU ပြည်ဂျာကာလာအစီအမံကိုလည်း2023ခုနှစ်ဇန်နဝါရီ18ရက်မှာ KNU ပြည်နယ်ဥပဒေပြုလွှတ်တော်ကပြဋ္ဌာန်းလိုက်ပြီးပြည်နယ်ရဲ့အမြင့်ဆုံးဥပဒေဖြစ်လာခဲ့ပါတယ်။ Federal Democracy ဗြိဉ္ဉ်ရဲ့အစိပ်ပိုင်းနဲ့အခန်း၈မှာလည်းပြည်နယ် Federal Unit တွေအနေနဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးယန္တရားတွေကိုလိုအပ်တယ်လို့ဖွဲ့စည်းဆောင်ရွက်သွားရမယ်လို့ပါရှိပြီးအဲ့ဒီဗြိဉ္ဉ်ပါပြဋ္ဌာန်းချက်တွေအတိုင်း KNU ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကပြည်နယ် Unit ဥပဒေဒါမှမဟုတ်အစီအမံတွေကိုပြဋ္ဌာန်းကျင့်သုံးဖို့ကြိုးစားလာကြတာဖြစ်ပါတယ်။အခုဆိုရင် KNU ပြည်နယ်ဂျာကာလာလွှတ်တော်ကပြည်နယ်အတွက်လိုအပ်တဲ့ဥပဒေတွေရေးဆွဲပြီးစီးနေတဲ့အပြင်ပြည်နယ်အားကောင်းရေးအတွက်ဖြည်းဖြည်းမှန်မှန်သွားနေတဲ့ပြည်နယ်တစ်ခုအဖြစ်မြင်တွေ့နေရပါတယ်။အခုဆောင်းပါးကိုအပိုင်း၃ပိုင်းခွဲပြီးဆက်လက်တင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။